2026တလပိုင်းရက်20လောက်ရောက်နေပေါ့နော်ကျွန်မအခုချိန်ထိစူးစမ်းမယ်နဲ့စိတ်နဲ့လည်းမကတ်သေးပါဘူးအဲ့တော့ဒီနေ့တော့ဆော့ဆော့ရောက်ပါရောက်တဲ့ချိန်မှာနေ့ရက်ပြည့်နေပါတယ်အားနဲ့ပြီးရတယ်ကျွန်မတန်ရှင်းလုပ်တယ်ပေါ့နော်တန်ရှင်းပြီးရတယ်ကျွန်မမလက်စာသွားရပါမယ်မလက်စာတော့ဒီကြက်ကြော်နဲ့ထမင်းစီစံလေးပဲဖြစ်ပါတယ်အဲ့ဒါကျွန်မခဏဆောင်ပါတယ်လက်စာရပြီးဆိုတော့ကျွန်မဆိုင်ရောက်တာနဲ့အလားပြင်လိုက်ပါပြီးရတယ်ကျွန်မတို့တန်းစီပါမယ်8:50မှာတန်းစီပါတယ်တက်ကြွနေတော့လူငယ်တူရသူရှိပါတယ်ပြီးရတယ်ကျွန်မလည်းတက်ပြီးတော့တက်ကြွတယ်လူငယ်တူလေးပဲဖြစ်ပါတယ်ဒါတော့ဆိုင်ရဆရာတွေပါတန်းစီပြင်လေးပါအမိုက်ကြည့်ပါအောင်ဒီတယောက်သေးပဲအမှရှိုးပြနေပါတယ်။တန်းစီပြရနဲ့ customer ရောက်လာတာနဲ့ကျွန်မတန်းပြီးစီဆိုပါတယ်ပြရနဲ့စီဆိုပြရနဲ့မနက်စာစားလိုက်ပါတယ်။ဒါတော့ကျွန်မရဲ့မနက်စာလေးပေါ့နော်တော့ကြိတ်ကိုအရင်ကြိုက်ပါတယ်ကြိတ်ကိုကျွန်မရဲ့အကြိုက်ဆုံးတော့ပါတယ်ပေါ့နော်စားပါတယ်စားကြပါဦးပြရနဲ့ကျွန်မနှခမ်းကြီးဒီပါနဲ့ဘဝပြန်ပြီး shine ပါတယ်အဲ့မဲ့ကျွန်မရဲ့တနေ့တာလေးဒီမှာစတင်လိုက်ပါတယ်အားလုံးပဲ good luck ပါ